လက်ကုပ်ကြီးရဲ့ညောင်ဝိရှင်ပေးတဲ့လက်ကုပ်ပတိတော်မိုင်းလိုက်တော်မျိုးအဲ့ဒီပြကောင်း ဒါလေးတွေကဗျာပြောဖို့ကောင်းပါတယ်ဒါဖတ်ကြရအောင်ဒီညမှာတော့နောက်ဆုံးညမှာတော့တမရင်ရွာရင်နောက်ဆုံးညမှာမရိတတဲ့အများကြီးတော့ဆရာကြီးမမှုပဲအဲဒီမမှုပဲစကားပြောတဲ့လူတွေကျွမ်းနေအောင်စကားပြောမတတ်ကြဘူးဘာမှမရပဲတိခါတော့ဒီမှာတိခါတော့အဲ့မမေကိုရပြတယ်ဘေးအောင်ပြအချင်းတူတော့ဘောကဆိုတော့ပဲအချင်းရောက်တယ်ဒီမှာဒီတော့လာလာကားကတော့မယ်ကားကတော့မယ်ဘယ်လိုလုပ်မလဲမရှိတော့အမတရားလက်ဆောင်လေးပေါ့ဒါဘာမှမလုပ်ဘူးတော့ဒါဆက်တဲ့ပါလားဆက်တဲ့နော်ဆက်တဲ့ပြန်တော့ဒီတော့မှပြီးပြီဒီပေါင်းတဲ့ပြေးမယ်တော့သူဟုတ်ကဲ့ပါမင်းသားငယ်လေးတွေဖိချပါရဲဒါငါတော့ကိုလုံးရှိရတော့ကိုလုံးရှိရတာရတယ်ခဏတော့မှတော့မငယ်လာပြေတော့လို့ရှိနောက်ပန်းသွားတာပန်းသွားတယ်ပန်းလာပြီးတော့ဒီမှာပန်းလာပါတော့လို့ရှိတော့ဆွဲရတော့ဟုတ်စီကပါလို့တရက်ပန်းအော်တရက်ပြီအများတိုင်းမရပြီအမှခါနေလိုက်လာလို့တော့ဆေးကုန်တိုက်ခံရတယ်အငါလူတွေကာချင်းဘာလီနဲ့ဆိုတော့အခါတွေနိုင်ချင်တယ်ကြာအော်ဘာလီပြေဆိုတော့အကောင်တော့စကဲလေးဒီမှာဆက်ရမယ်ဟမ်ဘာလီပန်းဒီပေါ်မှာဆက်ရမယ်မင်းသားလေးနဲ့တူမှာဆိုလို့အရောမှာဆက်အမှန်လက်ခေါင်းမှာဆက်ရထူရဟမ်လက်ခေါင်းမှာဆက်ရထူရဟုတ်တယ်အဲ့မှာဟောက်တိုင်းတွေ့နေတယ်ကင်မရာမရှိတော့ကိုကိုရထိုင်ဒီကကင်မရာတော့ဒင်းသားလေးကြီးများပန်းကောင်းလေးနဲ့ထောက်စာပန်းကောင်းလေးနဲ့ချစ်စရာလေးအမလည်းဝင်းပြီးပြမှာလွမ်းစုပန်းကိုဖြစ်လာမှာပေါ့တကယ်တော့ပြလာမှာပေါ့အပြောဆိုးတာ